ပေးတယ်လိုအပ်တဲ့သူကို counseling လုပ်ပေးတယ်အာမင်ကောင်းကင်နိုင်ငံရဲ့ဖြစ်ခြင်းကိုသူယူဆောင်လာပေးတာဖြစ်တယ်အဲ့တော့ကျွန်တော်ကျမတို့ရဲ့အသက်တာထဲမှာခရစ်တော်ယေရှုရဲ့အရှင်ပြန်ထမြောက်ခြင်းတကောဟာကျွန်တော်ကျမတို့ထဲမှာလည်းရှိတာဖြစ်သောကြောင့်ကျွန်တော်ကျမတို့ကကောင်းကင်ရဲ့ culture နဲ့အသက်ရှင်တော်သူဖြစ်တယ်ဖခင်ရဲ့ယဉ်ကျေးမှုနဲ့အသက်ရှင်တော်သူဖြစ်တယ်ဖခင်ရဲ့ဖြစ်ခြင်းထဲမှာတွာလာတော်သူဖြစ်တယ်ဒါကြောင့် honoring ဆိုတာကဒီနေ့ဖခင်ကတားတော်ယေရှုကိုလောကမှာဆေလွတ်တဲ့အခါမှာယေရှုကရေဗတ္တိဇံကိုခံယူတယ်နော်ဗတ္တိဇံဆရာယောဟန်အပြီးယေရှုကရေနဲ့ချင်းမင်္ဂလာခံယူပြီးတော့ရေကနေပေါ်ထလာတဲ့အခါမှာပြောလဲဤသူကငါနဲ့တက်မျက်နှိုးရငါရဲ့ချစ်သားပေတည်းတဲ့ပြောချင်တာကဖယားသခင်ကသူဆေလွတ်တဲ့သားတော်ကိုအော်နာပြန်လုပ်တယ်အတိမတ်ပြုခြင်းအဲ့တော့ကျမတို့အော်နာကိုလေ့လာတဲ့အခါမှာအော်နာလို့ပြောတဲ့အခါမှာဒီဟေဘရဲဘာသာစကားမှာသူတို့ဘာသာပြန်ခဲ့တဲ့အရာပါလဲဆိုလို့ရှိရင်အော်နာဆိုတာ glory ဖယားရဲ့ဘုံကျမမမားဘူးဆိုရင်တော့ခပုတ်ပေါ့နော်ခပုတ်လို့ခေါ်တယ်ဟေဘရဲဘာသာစကားနဲ့အဲ့တော့အဲ့ဒါက glory ကိုထပ်မှန်ပြီးသူတို့ဘယ်လိုပြန်မလဲဆိုလို့ရှိရင် respect အဲ့ဒါကသူကအရာလုံးဝအရင်အမြင့်လုံးဝဒါက priority ဖြစ်တယ်ဒါအဓိကကြတယ်ဒီဟာကပထမဆုံးဖြစ်တယ်ဒီအရာကအရေးကြီးဆုံးဖြစ်တယ်ဆိုတဲ့အရာပဲအဲ့တော့ honor ဆိုတဲ့အရာကဖခင်ရဲ့ဂုဏ်ပုတ်တစ်ခုဖြစ်တယ်ဖခင်သခင်ရဲ့ဖြစ်ခြင်းဟာအသိမှတ်ပြုခြင်း respect ပေးခြင်းဒီအရာဖခင်သခင်ရဲ့ဖြစ်ခြင်းအဲ့တော့ဖခင်ရဲ့ဖြစ်ခြင်းကျွန်တော်ကျမတို့ထဲမှာရှိတဲ့အခါမှာကျွန်တော်ကျမတို့အသက်တာမှာ honor ဆိုတဲ့အရာကမခက်ခဲတော့ဘူး honor လုပ်ခြင်းဟာမခက်ခဲတော့ဘူးဘာဖြစ်လဲဖခင်ရဲ့ဖြစ်ခြင်းဟာသင်အထက်မှာနေရာယူနေတာဖြစ်တော့ကြောင့်သင်ဟာအလိုလိုလေးနဲ့ honor လုပ်တတ်တယ်အဲ့တော့ honor နဲ့ပတ်သက်ပြီးမှတကယ် honor ရှိတဲ့လူတစ်ယောက်ကို honor ပြန်လုပ်ဖို့မခက်ခဲဘူး honor ရဲ့အတိတ်ဘယ်ဟာဘယ်အရာကို honor လုပ်တင်တယ်ဆိုတာကိုလည်းအထဲမှာအတိတ်ဘယ်ရှိပြီးသားအခုကျမတို့တခြားအရာနဲ့ရှင်လိုက်ရင်ကျမတို့ဖျားနဲ့ပတ်သက်မှတခြားအရာနဲ့နှစ်ခုစလုံးအပြိုင်တူရွေးချယ်စရာရှိရင်ကျမတို့ဘယ်အရာကိုရွေးမလဲဖျားနဲ့ပတ်သက်တဲ့အရာကိုကျမတို့ရွေးမယ်ပြောစရာစကားနှစ်ခုသုံးခုရှိနိုင်မယ်ဒါပေမဲ့ဘယ်အရာကဘလို့ပုံစံနဲ့ပြောလိုက်ရင်ပိုအကောင်းဆုံးဖြစ်မလဲဆိုတဲ့ဒီအရာကကျမတို့ကဖျားကို honor လုပ်နေခြင်းပဲအဲ့တော့ဖျားကို honor လုပ်ခြင်းဆိုတာက Sunday တစ်ပတ်မှာတရက်လာပြီးမှချီးမွမ်းကိုးကွယ်ခြင်းကအဲ့ဒါ honor စစ်မဟုတ်သေးဘူးhonor assist ဆိုတာဘာလဲဆိုရင်လူရှေ့မှာအကောင်းဆုံးလှုပ်ဆောင်နိုင်တယ်လို့ပဲလူမတွေ့တဲ့အချိန်မှာလည်းအကောင်းဆုံးအသက်ရှင်နေခြင်းဟာဖခင်ကို honor ပေးခြင်းဖြစ်တယ် hallelujah ဒါကဖခင်တကယ် culture ကိုယူဆောင်ပြီးတော့ယက်တီချက်ရှိတဲ့သူဖြစ်တယ် hallelujah ဖခင်တခင်ရဲ့ဖြစ်ခြင်းဟာကျွန်တော်တို့ထဲမှာရှိတယ်ဘေးနားလူပြောရင်သင်ဟာဖခင်တခင်ရဲ့ဖြစ်ခြင်းနဲ့အသက်ရှင်တော်သူဖြစ်တယ်သင်ဟာဖခင်တခင်ဖြစ်ခြင်းနဲ့အသက်ရှင်တော်သူဖြစ်တယ် hallelujah hallelujah ဆိုဖခင်တခင်ရဲ့ culture honor လုပ်ခြင်းဖြစ်တယ် honor လုပ်ခြင်းဆိုတာအစဉ်ပြေတဲ့အခါမှာလှုပ်ဆောင်တကယ်တော့ခက်ခဲတဲ့အချိန်မှာလည်းလှုပ်ဆောင်နေခြင်းအစဉ်ပြေတဲ့အခါမှာနာခံတကယ်တော့ခက်ခဲတဲ့အချိန်မှာလည်းဆက်ပြီးနာခံခြင်းအစဉ်ပြေနေတဲ့အချိန်မှာသစ္စာရှိနေတကယ်တော့ခက်ခဲလာတဲ့အချိန်မှာလည်းသစ္စာရှိနေခြင်းဟာလေလုယာဖခင်ကို honor လုပ်ခြင်းဆိုတာဟာသစ္စာတရားနဲ့တွားတဲ့ဟာဖြစ်တယ်အဲ့တော့ honor ရဲ့စန့်ကျင်ဘက်ကဘာလဲဆိုရင် dishonor honor ရဲ့စန့်ကျင်ဘက်က dishonor တိတာပေါ့ dishonor တော့စန့်ကျင်ဘက်ပေါ့ဟုတ်တယ်မလားဒါပေမဲ့ dishonor ရဲ့ထိတ်ဆုံးကတလုံးပဲကျွန်မပြောချင်တယ် dishonor ရဲ့ထိတ်ဆုံးကတလုံးအနည်းဆုံးပူးတွဲနေတဲ့အရာပါလဲဆိုရင်လိမ်လည်ခြင်းဖြစ်တယ်ဘုရားသခင်အမုန်းဆုံးထဲမှာလိမ်လည်တတ်တဲ့အရာအမုန်းဆုံးဖြစ်တယ်အဲ့တော့ဘုရားသခင်ရဲ့cultureကိုကျွန်တော်တို့ဆွဲလန်းရအောင်ကျွန်တော်တို့အသက်တာထဲမှာပင်ပန်းတဲ့အရာတွေဝမ်းနည်းစရာကောင်းတဲ့အရာတွေကျွန်တော်တို့ထားရမယ့်သဘောတွေအားလုံးဟာကားတိုင်မှာယေရှုထမ်းခဲ့ပြီအဲ့တော့ယေရှုကငါထံ၌နီးခံကြပါ
ငါစီမှာတင်ယူကြပါလို့ပြောတဲ့ခါမှာကျမတို့အယမ်းကြီးပင်ပန်းပြီးမှအယမ်းကြီးဘုရားရဲ့မေတ္တာခံစားဖို့ကြိုးစားဖို့မလိုပဲနဲ့နှိမ်ချစွာဘုရားရဲ့ရှေ့မှာတိုးဝင်ခြင်းပဲညီကောင်မတို့ကျမဖိတ်ခေါ်ခြင်းနဲ့ဘုရားရဲ့ရှေ့မှာကျမတို့ဒူထောက်ပြီးတော့တိုးဝင်ရအောင်ဘုရားကကျမတို့ကိုကြွယ်ဝစေခြင်းနဲ့ဘုရားကကျမတို့ကိုအယမ်းချီမြောက်အသုံးပြုခြင်းနဲ့ဘုရားကကျမတို့ကိုအယမ်းဆွဲခေါ်ပေးခြင်းနဲ့ဒါပေမဲ့ကိုယ့်ရဲ့အတ္တထဲမှာဆွဲပြီးမှရှိနေတဲ့အရာကိုကျွန်တော်တို့မစွန့်လွတ်နိုင်ဘူးဆိုရင်ဒီနေ့ဘုရားသခင်ထားတဲ့နေရာမှာကျွန်တော်တို့လွဲသွားနိုင်တယ်ဘုရားသခင်ကျွန်တော်တို့ကိုပို့စေခြင်းနဲ့ပို့ခြင်းတဲ့နေရာကိုကျွန်တော်တို့ကနေခွေသွားနိုင်တယ်ကြံ့ကြာသွားနိုင်တယ်အဲ့တော့ဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာသွားဖို့ရန်အတွက်ကျွန်တော်တို့ကယိုသားဖို့လိုတာဖြစ်တယ်ယိုရှင်းဆုံးနှလုံးသားနဲ့ဘုရားရဲ့ရှေ့မှာတိုးဝင်ရအောင်ဘာကြောင့်လဲဘုရားရဲ့ရှေ့မှာသွားတဲ့အခါမှာကျွန်တော်တို့တစုံတရားကိုမျှော်လင့်ပြီးတော့တစုံတရားကိုကျွန်တော်တို့တောင်းပြီးတော့ဘုရားရဲ့ရှေ့မှာအဲ့ဒီအရာအတွက်လာချင်းကပ်တာမဟုတ်ဘူးဟုတ်တယ်မလားဘုရားကိုချစ်လွန်းလို့ကျွန်တော်တို့ကဆက်ကပ်တာဖြစ်တယ်ဘုရားကိုချစ်လွန်းလို့ကျွန်တော်တို့တိုးဝင်တာဖြစ်တယ်ဟာလေလုယာအဲ့တော့စာတန်ကကျွန်တော်တို့ကိုလှည့်ဖျားတယ်ဆိုတဲ့အရာကိုကျွန်တော်လုံးဝမခံရဖို့ရန်အတွက်ကျွန်တော်တို့တတိထားရအောင်ဘာကြောင့်လဲဘုရားကတဝင်တူတဲ့ဘုရားလို့ပြောတယ်နော်ဘုရားကတဝင်တူတဲ့ဘုရားဖြစ်တယ် I'm jealous God ဘုရားကကျွန်မလူတိုင်းကိုကောင်းချီးပေးလိုက်လို့ရလူတိုင်းကိုကြွယ်ဝခြင်းလူတိုင်းကိုတောင်းတဲ့အရာလွယ်အကုန်စက္ကန့်တည်းမှာပေးလိုက်လို့ရတယ်ဘာကြောင့်လဲဘုရားကတတ်ဆွမ်းတဲ့ဘုရားပဲဒီစကြဝဠာမှာရှိတဲ့မြတ်အရာကိုနှုတ်တော်ထွက်တစ်ခုတည်းနဲ့သူဖန်ဆင်းတာပဲအဲ့တော့ကျွန်မတို့ကိုကောင်းချီးပေးဖို့ကျွန်မတို့ဆုတောင်းတဲ့အရာကိုနှစ်ပေါင်းများစွာကြာဖို့တော့လုံးဝအထိပ္ပယ်မရှိဘူးဒါပေမဲ့ဘုရားသခင်ကကျွန်မတို့ဆုတောင်းချက်တိုင်းကိုနားမညောင်းပဲနဲ့ဘာဖြစ်လို့စိတ်လေးဆွဲနေတယ်လဲဆိုလို့ရှိရင်ကျွန်မတို့ကတခြားသောအရာတွေထက်အောင်မြင်ခြင်းဆိုတဲ့အရာထက်ကျွန်တော်တို့ဆွဲလန်းတဲ့အရာတွေထက်သူ့ကိုဆွဲလန်းစေခြင်းတော့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာသူ့ကိုဆွဲလန်းစေခြင်းနဲ့ဘုရားသခင်ဖြစ်တယ်ကျွန်တော်တို့ဒီထွတ်မြောက်ရကျမ်းမှာလေ့လာတဲ့အခါမှာမောရှေကဣသရေလလူမျိုးတွေကိုအဲဂရုပြန်နေခေါ်ထုတ်သွားတဲ့အခါမှာမောရှေကိုဘုရားသခင်ကရွေးချယ်ဘုရားသခင်မောရှေကိုရွေးချယ်တဲ့အခါမှာဘုရားကမောရှေကိုဘယ်အချိန်မှလာတွေ့လဲပထမဆုံးချိန်လာတွေ့တဲ့နေရာခြုံပုံမှာမီးလောင်ခြင်းအပြင်နော်မောရှေကိုဘုရားလာတွေ့တဲ့ခါမှာဘုရားသခင်သူ့ကိုကြွေသွားတဲ့အကွက်ကဘာလဲဆိုလို့ရှိရင်သူရန်နှိမ့်ချသွားတယ်သူကကျွန်တော်ဘာမှလည်းမတတ်နိုင်ဘူးကျွန်တော်စကားလည်းအားတယ်ကျွန်တော်မှရည်ချင်းမရှိဘူးကျွန်တော်ကဒီဖာရောဘယင်အရေးပျော်သွားအောင်ကျွန်တော်ဘာပြောနိုင်မှာမို့လို့လဲဘာလုပ်နိုင်မှာမို့လို့လဲလို့ပြောတဲ့အရာတကယ်တော့သူအယံညံ့တာတော့မဟုတ်ဘူးနော်တချိန်တော့သူကအယံဖြက်လက်တွက်လက်ပြီးမှအယံနေနော်တတ်မဲ့ဖြက်မဲ့ဆိုနှစ်ခါတော့မစင်းစားတဲ့မောရှေဟုတ်တယ်နော်သူ့ရဲ့ဟေပြေးလူတွေကိုဒီအဲ့ကတော့လူတွေအနိုင်ကျင့်တဲ့ခါမှာနှစ်ခါသူမစင်းစားဘူးတစ်ခါတည်းဝိုင်းဆွဲထိုးပြီးတော့အသေးတက်လိုက်တာအဲ့လိုတက်ကြွဖြက်လက်ပြီးမှအယံတောက်လောင်တဲ့လူတယောက်ဘုရားသခင်တကယ်ခေါ်သုံးလာတဲ့ခါမှာကိုတော့ကျွန်တော်ဘာမို့လို့လဲဘုရားသခင်အယံကြွေသွားတာဖြစ်တယ်ကျွန်တော်တို့ကငါမသိဘူးမတတ်ဘူးလို့ဝန်ခံခြင်းကိုပြောချင်တာမဟုတ်ပါဘူးနှလုံးသားထဲမှာကိုဘာစဉ်းစားလဲဘုရားအသိဆုံးဖြစ်တယ်ဟာလေလုယာဆက်ပြီးမှလည်းမောရှေရဲ့တက်တာကိုလေ့လာတဲ့အခါမှာအမျိုးသားကြီးပဲ6သိန်းလို့ပြောတယ်နော်အမျိုးသားကြီးပဲ6သိန်းသူခရီးတွေတွားပြီးမှဒီဂတိတော်ပြည်ခါနန်ပြည်ကိုတွားတဲ့အခါမှာအမျိုးသားကြီးပဲ6သိန်းကျော်ဆိုတော့အမျိုးသမီးနဲ့ကလေးတွေပေါင်းလိုက်တော့ကျွန်တော်တို့30ကျော်သွားပြီမပြောနိုင်တော့ဘူးဘလောက်လဲမသိနိုင်တော့အဲ့ဒီလူတွေကပူညံတဲ့တစ်ချိန်လုံးမောရှေကို complain တက်နေတဲ့အချိန်မှာမောရှေကတောင်ပေါ်တက်သွားတယ်ဒီနာတောင်ပေါ်ဘုရားနဲ့အချိန်ယူတဲ့ခါမှာပြန်လာတဲ့ခါမှာလူတွေကတလွဲစီဖြစ်ကုန်ဘုရားကပြောဒီလူတွေကအရာလေပြင်းခိုင်မာလွန်းလို့ငါဒီလူတွေနဲ့ငါတော့မတွားနိုင်ဘူးဒါပေမဲ့မောရှေငါရဲ့ကောင်းကင်တမန်တွေကိုသင်တို့ရှေ့မှာငါဆေလွတ်ပေးပြီးတော့ရန်သူတွေငါဖျက်ဆီးပေးမယ်နင်တို့တွားကြလို့ပြောတဲ့ခါမှာမောရှေက okayငါဥဆောင်တဲ့ဒီ ministry အောင်မြင်ပြီးရောပဲကဲတွားကြအောင်အဲ့လိုနှလုံးသားမရှိပါဘူးကိုရောကမတွားရင်ကိုရောရဲ့မျက်မှောက်တော်မပါရင်ကျွန်တော်တော့မတွားချင်ဘူးကျွန်တော်ကိုစည်ရင်းနဲ့တော့ပယ်လိုက်ပါလို့ပြောတာဖြစ်တယ်အဲ့ဒီနှလုံးသားဆိုတာကလူရှိမှလှုပ်ပြလို့ရတဲ့အကွက်တွေမဟုတ်ဘူးလူရှိမှလှုပ်လို့ရတဲ့အကွက်တွေကအဲ့ဒီအကွက်တွေမပါတော့ဘူးအဲ့လောက်ထိသူမခံနိုင်တော့ဘူးကျွန်မထင်တယ်ဒါပေမဲ့သူကသူ့ရဲ့နှလုံးသားဟာတကယ်ပဲနှိမ့်ချသွားတဲ့အရာအဆုံးထိသူ့ရဲ့အသက်တာထဲမှာထင်ရှားသွားတယ်နော်ကိုရော
ဖခင်တခင်ဘာပြောလဲဟာငါဒီလူနဲ့ဆက်သွားရင်ငါဒီလူတွေကိုငါဖြစ်စီပြီးမြင့်မယ်တဲ့ဖခင်တော်မှသူ့ကိုယ်သူလုံးဝစိတ်မရှိတဲ့အခါမှာတော့မောရှေကဖခင်ကိုစိတ်လျှော့ပါကိုတော့အာဗြဟံဣဇက်ယာကုပ်တို့ကိုဂတိပေးခဲ့တဲ့အရာကိုတော့ကတောထဲမှာကိုတော့လူမျိုးတွေကိုခေါ်လာပြီးတော့ဂတိတော်ပြင်မှာပို့မယ်လို့ပြောတာအခုလမ်းတော့မှာကိုတော့ဖြစ်စီပြီးမယ်ဆိုရင်ကိုတော့နာမကိုကိုတော့ထောက်ပါအောင်အဲ့လောက်ဖခင်ကိုပြန်ပြီးမှလူတွေကိုစားတောင်းပန်ပေးတဲ့ခေါင်းဆောင်မျိုးသူ့နှလုံးသားတကယ်တော့သူ့ကိုအချိန်ချင်းအပြစ်တင်ရှုတ်ချနေတယ်သူ့ကိုအချိန်ချင်းကြောက်ခဲနေပေါက်တယ်သူ့အချိန်ချင်းညည်းသွားပြီးတော့မောရှေသူ့ကိုတိတ်ချင်းစိတ်ပေါက်တဲ့အထိတောင်မှအဲ့ဒီလူကသူ့ကို complain လုပ်ကြပေမဲ့လဲဘုရားကငါဖြစ်စီးပစ်ချင်တယ်လို့ပြောတဲ့ခါမှာကိုရောကတစ်ချိန်လုံးကအာဗြဟံဣဇက်ယာကုပ်ကိုဂတိပေးခဲ့တယ်လေဒီလူမျိုးတွေကိုကိုရောကောင်းချီးပေးမယ်ဆိုဂတိတော်ပြင်မှာခေါ်သွားမယ်ဆိုသူတို့ရဲ့မျိုးဆက်အဆက်ဆက်ကိုကောင်းချီးပေးမယ်ဆိုအဲ့ဒီနာမကိုထောက်ပါအောင်ကိုရောရေအဲ့ဒီနှလုံးသားဘုရားသခင်လိုချင်တာဖြစ်တယ်ဟာလေလုယာအဲ့ဒီနှလုံးသားမျိုးကျွန်တော်တို့တောင်းရအောင်ဘုရားရှေ့မှာကျွန်တော်တို့တပတ်တလေတော့ကျွန်တော်တို့စူးစမ်းလို့ရမယ်ကိုတော့ဒီတပတ်မှာငါအကောင်းဆုံးစကားပြောပြီးတော့ငါအကောင်းဆုံးလုပ်ပြလိုက်အောင်မယ်ငါလုံးလို့ရတာမဲ့ဒီလောက်ညင်းသွားခြင်းဒီလောက်ပူညံလုံနေတဲ့အရာတွေကိုတကယ်ပဲလုံးဝဘာမှမဟုတ်တကယ်တော့ဘုရားရဲ့ရှေ့မှာသူဒီလူအတွက်တောင်းပန်ပေးနိုင်တဲ့နှလုံးသားဒီနေ့ကျွန်တော်တို့ခေါင်းဆောင်တွေကျွန်တော်တို့ရဲ့နှလုံးသားထဲမှာရိုက်သွင်းဖို့လိုတယ်ဘုရားကိုကြွေးစေတဲ့အကွက်တွေဖြစ်တယ်ဟာလေလုယာဘုရားကိုကြွေးစေတဲ့အသက်တာဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့လေပင်ကြိုးတွေပေါအောင်ဆုတောင်းချင်မလို့ပါဘူးဘုရားသခင်သိပြီးသားပဲဟာလေလုယာကျွန်တော်တို့တစ်ခါတခါမှရှားတွေခြောက်သွားတဲ့အထိနော်ကျွန်တော်တို့တောင်းတယ်နော်ဒီမှာအကြောတွေပေါက်တဲ့အထိကျွန်တော်တို့တောင်းတယ်ဒါပေမဲ့ဆုတောင်းချက်အဖြေမထူးချဘာကြောင့်လဲကျွန်တော်တို့နှလုံးသားမာနေတယ်အဲ့တော့ကျွန်တော်တို့ဘုရားရဲ့ရှေ့မှာအကျွင်းမဲ့နှလုံးသားကိုတွန်းလောင်းပြီးတော့အသက်ရှင်ရအောင်သင်ဘယ်ကိုရောက်ရမလဲဘုရားသခင်သိပါတယ်သင်ဘယ်လမ်းကိုရွေးချယ်ပြီးသွားမလဲဘုရားသခင်အသိဆုံးဖြစ်တယ်အဲ့တော့ဘုရားသခင်ပြင်ဆင်တဲ့လမ်းကိုလည်းလိုက်ဖို့ရတဲ့ဆုံးဖြတ်ရအောင်ဘုရားရွေးချယ်တဲ့လမ်းဘုရားသခင်ကျွန်တော်တို့ကိုပေးတဲ့အခွင့်အရေးအတွက်ကျေးဇူးတော်ချီးမွမ်းပြီးတော့ခြေလှမ်းရအောင်တခါတလေမှစာတမ်းမှာနှက်ကကျွန်တော်တို့ကိုလာထည့်ပေးတယ်အသွေးခေါ်မှာအရင်လာထည့်လိုက်မယ်စိတ်ပြတ်အောင်စိတ်ညစ်အောင်လက်လျှော့အောင်နောက်ဆုတ်ခြင်းအောင်စိတ်သက်ကြသွားအောင်နော်ရှေ့ဆက်မသွားခြင်းအောင်စာတန်ကအမျိုးနဲ့လာလိမ့်မယ်ဒါပေမဲ့ဘုရားကိုစိတ်ချတဲ့သူကဘယ်တော့မှအရှုံးမပေးဘူးဟာလေလုယာဘုရားကိုစိတ်ချတဲ့သူကဘယ်တော့မှအရှုံးမပေးဘူးဘယ်တော့မှဘဝကိုအရှုံးမပေးဘူးဘယ်တော့မှမျက်ရည်မျက်ခွန်းနဲ့ဒူးထောက်ပြီးတော့ပြန်လှည့်သွားစရာအကြောင်းမရှိဘူးကျမတို့ကဘုရားသခင်ရဲ့ခေါ်ဆောင်ခြင်းနဲ့မှာဆက်သွားမဲ့သူဖြစ်တယ်ဘုရားခွဲခန့်တဲ့အရာမှာတာဝန်ကျေတဲ့သူဖြစ်တယ်ဘုရားသခင်လှုပ်စေခြင်းတဲ့အရာကိုဝမ်းမြောက်ဝမ်းသာလှုပ်ဆောင်မဲ့သူဖြစ်တယ်ဟာလေလုယာတင်းနဲ့ကျွန်တော်နှလုံးသားအရေးကြီးတယ်ဘုရားနောက်လိုက်လို့ရှိရင်ဘာရမလဲဘုရားနောက်လိုက်ရင်ဆရာဒေးဗီလာThe Light Worship Center Pastor Apostle နော်တကယ်ကျွေဝတဲ့အကြောင်းတွေအမြဲတမ်းဟောတယ်ကျွေဝတဲ့ business အကြောင်းတွေအများဟောဒီအမှုတော်ထဲမှာပါလို့ရှိရင်ငါဘာများရမလဲလှခများရလုံးဝမမျှော်လင့်နဲ့ပေးပိုင်တော့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာသင်ကဘယ်အရာကိုမှမစွဲလမ်းပဲနဲ့ဘုရားနောက်လိုက်တယ်ဆိုလို့ရှိရင်ဘုရားကအရာခတ်တိုင်းကိုပြင်ဆင်ပေးတယ်ဘုရားသခင်ဖြစ်တယ်ဟာလေလုယာဘယ်အရာမှမြင်ရတဲ့ဘယ်အရာကိုမှကျွန်တော်တို့မစွဲလမ်းဘူးဘယ်ရောက်မှကျွန်တော်တို့မဆွဲလမ်းဘူးကျွန်တော်တို့ဆွဲလမ်းတာဘုရားရဲ့မျက်မှောက်တော်မောရှေကပြောတယ်ကိုတော့မတွားရင်ကျွန်တော်တို့လည်းမပို့ပါနဲ့မုန်းနဲ့နော်နိုးနဲ့ပြားရည်စီးတဲ့နိုင်ငံမှာကိုတော့မပါဘဲကျွန်တော်တို့မတွားချင်ဘူးအဲ့ဒီနှလုံးသားမျိုးကျွန်တော်တို့ထည့်ရအောင်ကိုတော့လက်ခတိုးပြီးပါလို့တင်ဆုတောင်းနေတွေ့လက်ခတော့တိုးဖို့တော်တော်ဝေးမှာပဲဘာကြောင့်လဲဘုရားက jealous ဖြစ်တဲ့ကတဝင်းတိုတဲ့ဘုရားဖြစ်တယ်နော်ဘုရားတဝင်းတိုတယ်ဘုရားကလေကိုရောမပိုင်ကျွန်တော်ဘာမှမလုပ်ချင်ဘူးကိုရောပါတဲ့အရာတွေကျွန်တော်တွားကိုရောရှိတဲ့နေရာမှာကျွန်တော်ရှိချင်တယ်လို့ဝန်ခံတဲ့သူကိုဘုရားသခင်အရန်ကောင်းချီးပေးတာဖြစ်တယ်ဟာလေလုယာအမတန်ချစ်စရာကောင်းတဲ့ဘုရားဖြစ်တယ်ဒီဘုရားကိုရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘဝမှာမကြင်မနဲ့ဖြစ်စရာအကြောင်းကိုမရှိဘူးကျွန်မအမြင်သက်သေခံတယ်လွန်ခဲ့တဲ့ဒီနှစ်မှာကျွန်မဒီအသင်းတော်မှာကျွန်မပါစတာနဲ့မလာခင်မှာကျွန်မအာရှနဲ့ကျွန်မဆက်ကတဲ့နှစ်အဲ့ဒီအချိန်မှာဘုရားကကျွန်မနဲ့အတူရှိတယ်ကိုဆိုတာကိုကျွန်မလုံးဝယုံကြည်တယ်ဘယ်သူမှကျွန်မကိုနှစ်လုံးစင်ပေါ်မတင်လဲပဲကျွန်မနဲ့ဘုရားရှိတာပဲရှိတဲ့နေရာမှာအယမ်းပျော်တယ်အယမ်းချိန်နဲ့အယမ်းဝမ်းမြောက်တယ်ဘာဖြစ်လို့ကျွန်မဘုရားနောက်လိုက်တဲ့အရာက position တစ်ခုရဖို့မဟုတ်ဘူးရာထူးတစ်ခုခုရဖို့မဟုတ်ဘူးလာခတွေရဖို့လည်းမဟုတ်ဘူးမျက်နှာသားတွေရဖို့လည်းမဟုတ်ဘူးကိုရောဘယ်အရာမှမရပါမဲ့လေကိုရောနောက်ကိုလိုက်ချင်တယ်ကိုရော
လူတွေအသိမှမပြုတ်လေကိုရောနောက်ကိုလိုက်ချင်တယ်ကိုရောဘာကြောင့်လဲကိုရောကကျွန်တော်ကိုကယ်တင်တဲ့ကယ်တင်တော့အရှင်ဖြစ်တော့ကြောင့်ကိုရောကလွဲပြီးတော့ကျွန်တော်ကိုကယ်တင်နိုင်တဲ့သူမရှိတော့ကြောင့်ကိုရောတပါးတည်းနဲ့ကျွန်တော်ကိုဝမ်းမြောက်ခြင်းကိုပေးပိုင်တော့ဘုရားဖြစ်တော့ကြောင့်ကျွန်တော်လိုက်ဖို့ဆုံးဖြတ်တယ်လို့ကျွန်မဆုတောင်းတယ်အဲ့လိုဆုတောင်းတဲ့အခါမှာအယမ်းကြီးတော့ဟုတ်နေတဲ့အချိန်မဟုတ်ပါဘူးတခါတလေမှမျက်ရည်ကျတယ်ဇာတိနဲ့တိုက်ရတယ်ခံစားခြင်းနဲ့တိုက်ရတယ်ဘေးကအတန်နဲ့တိုက်ရတယ်လူတွေရဲ့မျက်လုံးကိုလည်းတိုက်ခိုက်ရတယ်ကျွန်တော်တို့လက်တီးလက်မောင်းတိုင်းပြီးတိုက်တာမဟုတ်ပါဘူးဝိညာဉ်နဲ့ပဲထဲမှာတိုက်ရတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဝိညာဉ်နဲ့ပဲထဲမှာတိုက်ပွဲဝင်တတ်တဲ့သဘောကိုနားလည်တော့သူဟာအောင်မြင်တော့သူဖြစ်တယ်ဟာလေလုယာတချို့ကပြောတယ်ဟာငါဝိညာဉ်ရဲ့အရင်ရင့်ကျက်တဲ့အရာကိုငါမြင်တယ်โอเคဝိညာဉ်ရဲ့ရင့်ကျက်တယ်ဆိုတာဘယ်ရနဲ့တင်တိုင်းတာမလဲဝိညာဉ်ရဲ့ရင့်ကျက်တယ်နော်အဲ့ဒီ spiritual maturity ကိုဒီဘလို့ခေါင်းစဉ်တတ်မှာဘယ်အရာနဲ့တင်တိုင်းတာမလဲရင့်ကျက်ခြင်းဆိုတာဖခင်ရဲ့သဘောတဘာကိုဝန်ခံနိုင်တော့အရာဖခင်သခင်ရဲ့အလိုတော်ကိုဝန်ခံခြင်းဟာယဉ်ကျေးခြင်းဖြစ်တယ်ဟာလေလုယာဖခင်သခင်ရဲ့အလိုတော်ထဲမှာပဲရှိနေတာဖြစ်တယ်ကျွန်မကအခုကျွန်မအနေနဲ့ဒီမှာပါစတာအနေနဲ့ကျွန်မစက္ကန့်ခွင့်ရတယ်လူအနေနဲ့အယမ်းကျင်တတ်လားလူဆိုတာကလူအလိုနတ်မလိုက်နိုင်လေဆိုတဲ့စကားပုံတော်ရှိတာဖြစ်တော့ကြောင့်ဘယ်သူဘယ်ဝဘယ်နေရာပဲရောက်တော့လူကလူပဲဘယ်တော့မှရောက်ရဲစွာမရှိဒါပေမဲ့ဝိညာဉ်သဘောနဲ့ယက်တည်သွားရင်တော့ဝမ်းမြောက်ခြင်းဟာလေလုယာမင်္ဂလာတွေရှိတယ်ဆိုတော့မြင်တော့သွားမယ် focus ကဘုရားသခင်ဖြစ်တယ် focus ကငါအသင်းတော်အောင်မြင်ရမယ်ငါအသင်းတော်အောင်မြင်ရမယ်ငါတရားပလင်ငါပိုင်ရမယ်ငါအစီအစဉ်ဆွဲရမယ်ဆိုတော့ focus လုံးဝမဟုတ်ဘဲနဲ့ဘုရားသခင်ကျမကိုဘာလုပ်စေခြင်းလဲဘုရားသခင်ကျမကိုဘာပြောစေခြင်းလဲဘုရားသခင်ကျမကိုဘလို့ဦးဆောင်စေခြင်းလဲဘလို့ပါဝင်စေခြင်းလဲဆိုတဲ့ဘုရားရဲ့အလိုတော်ထဲမှာရှိခြင်းဟာတင်းရဲ့ဘဝအောင်မြင်ခြင်းပဲအဲ့ဒါကဝိညာဉ်ရဲ့မှာယဉ်ကျေးခြင်းပဲကျမနားမလည်ခဲ့တဲ့ခါမှာတော့ကျမတချင်တော့ကျမနားမလည်ခဲ့ပါဘူးဂျေဇုတော်ကြောင့်ဘုရားသခင်ရဲ့ honor ဆိုတဲ့ဘုရားသခင်ရဲ့ culture ကိုသဘောပေါက်လာတဲ့အချိန်မှာကျမအိုးဘုရားသခင်တမင်ကဒီလိုစ조사ရင်ဒီလိုရမယ်လို့ထင်တာဒီလိုတက်ကြွရင်ဒီလိုမျိုးဖြစ်လာမယ်ထင်တာဒီလိုတောက်လောင်လို့ရှိရင်ဒီလောက်ထိရောက်မယ်လို့ထင်ခဲ့တာတကယ်တော့တက်ကြွတောက်လောင်ချစ်ဆိုတာလိုတော့လိုအပ်ပေမဲ့အဓိကကတော့ဘုရားအလိုတော်ကဘာလဲဘုရားကျမကိုဘယ်နေရာမှာရက်စေချင်တာလဲဘုရားကျမကိုတကားအနောက်မှာရက်စေချင်တာလားဘုရားကျမကိုတကားအရှိမှာရက်စေချင်တာလားဘုရားကကျမကိုစင်အောက်မှာနေစေချင်တာစင်အပေါ်မှာထားချင်တာလားဘုရားကဘာပြောစေချင်တာလဲဘုရားကဘာပြောနေတာလဲအဲ့ဒါသိတာကသင်ဝိညာဉ်ရယဉ်ကျေးခြင်းပဲဟာလေလုယာကျွန်တော်ကျမတို့ကိုဝိညာဉ်ကိုရောက်ရဲစေတာဟာကြွယ်ဝခြင်းလည်းမဟုတ်ဘူး position လည်းမဟုတ်ဘူးယာထုရခံလည်းမဟုတ်ဘူးလူတွေအသက်မပုခြင်းလည်းမဟုတ်ဘူး celebrity ဖြစ်လာခြင်းလည်းမဟုတ်ဘူးကျမတို့ကြွယ်ဝခြင်းတကယ်ဝိညာဉ်ရဲ့မှာအောင်မြင်ခြင်းဟာဘုရားကျွန်တော်ကျမကိုဘလို့ရက်တည်စေခြင်းလဲဘုရားဘလို့စကားပြောတယ်လဲဘုရားဘလို့ဖြစ်စေခြင်းလဲတချို့ကတော့ပြောတယ်ဟာဘုရားမတရားဘူးဟိုလူတွေကလည်းမတရားဘူးငါ့ကိုဆွဲချလို့တချို့ပြောတတ်တယ်ဟာအဲ့ဒီအဖွဲအကြောင်းငါအဲ့ဒီနေရာမှာရောက်တာအဲ့လိုတရားအဲ့လိုမျိုးမဟုတ်တာပြောတဲ့လူကြောင့်ငါကြံခဲ့ရတာအဲ့ဒါဘာလဲဘုရားကိုကျွန်တော်တို့ honor မလုပ်ခြင်းပဲဘာဖြစ်လို့လဲကျွန်မခြေလမ်းတိုင်းမှာဘုရားသခင်ရှိရဆိုကျွန်မ honor လုပ်တာဖြစ်တယ်ကျွန်မရောက်သွားတဲ့နေရာမှာဘုရားသခင်ကျွန်မနဲ့အတူရှိရဆိုကျွန်မ honor လုပ်တာဖြစ်တယ်ဘာလဲဘုရားသခင်ဟာ he is righteous သူဟာဖြောင့်မတ်တော်ဘုရားတရားမြတ်တော်ဘုရားမျက်နာမလိုက်တော့ဘုရားအာမင် तू ကဘယ်မလိုက်တော့ဘုရားပဲဟာ तू အလူများတယ် तू ကအဆွေအမျိုးတွေများဆို तू ကိုနည်းနည်းနေရာပေးအောင်မဟုတ်ဘူးဘုရားကအဲ့ဒီလိုမျိုးမျက်နာလိုက်တဲ့ဘုရားမဟုတ်ဘူးတင်းရဲ့နှလုံးသားဘလောက်ထိချိန်မွားပြီးတော့ဘလောက်ထိဘုရားကိုနေရာပေးလဲဘုရားဘလောက်ထိဘုရားရဲ့စကားကိုသင်ဝန်ခံနိုင်လဲဘလောက်ထိသင်ချိန်မွားတဲ့အချစ်သင်ဝန်ခံနိုင်လဲဘုရားအဲ့ဒါကိုကြည်တာဖြစ်တယ်စစ်မှန်တော့ငြိမ်သက်ခြင်းဘုရားသခင်ပေးထားတယ်ဘုရားသခင်ကကျမတို့ကိုဝမ်းနည်းခြင်းနဲ့ရောတဲ့အရာမပေးဘူးဘုရားကကျမတို့ကိုချစ်တဲ့စိတ်ရှင်းလင်းသောစိတ်တကိုးပါသောစိတ်ကိုပေးတာဖြစ်တယ်ဟာလေလုယာချစ်တဲ့သောစိတ်တွေပေးတယ်ရှင်းလင်းတဲ့အတန်ကိုပေးတယ်တကိုးပါတဲ့စိတ်ကိုပေးတာဖြစ်တယ်အဲ့ဒါကဘာကိုပြောနေလဲဆိုတော့ဘယ်အခြေအနေပဲကြုံ complete တဲ့ဆရာအကြောင်းမရှိဘူးအထူးသဖြင့်တော့ကျမတို့နိုးထမှုလုပ်တဲ့ခါမှာတချို့တွေရည်မလားမသိဘူးနိုးထမှုလုပ်တဲ့ခါမှာဝိညာဉ်ရရိတ်သိမ်းပွဲလုပ်တဲ့ခါမှာရန်သူကပိုကြီးလာတယ်credit ပေးတာမဟုတ်ဘူးเนาะနှဆိုး credit ပေးတာမဟုတ်ဘူးကျမတို့ဒီ Divine Vision Conference
လုံမယ်ဆိုပြီးတော့ကျမတို့အသင်းတော်မှာအတိအမှတ်ပြုလာတဲ့အခါမှာအပတ်တိုင်းမှာကျမတို့ဆူတောင်းတာဖြစ်တယ်အစာရှောင်မှာဒီအတွက်အမြဲတမ်းဆူတောင်းတာဖြစ်တယ်ဘာဖြစ်လို့လဲကျွန်တော်တို့ကဒီအရာလုံဆောင်တဲ့အခါမှာဝိညာဉ်တော်အားဖြင့်ကျေးဇူးတော်အားဖြင့်လူတွေများစွာလွတ်မြောက်မယ်ဆိုတာကိုကြိုမြင်တဲ့အခါမှာအဲ့ဒီအရာအတွက်မနာလိုတဲ့အရာဆွဲချတဲ့အရာဝိညာဉ်ဆိုးရဲ့လှည့်ကွက်တယ်အများကြီးနဲ့လာနေတာဖြစ်တော့ကြောင့်ပို့ပြီးတော့တတိဝရိရှိကြရအောင်ညီကိုမောင်နှမတို့ကျွန်တော်တို့အမြဲတမ်းကြွေးကြော်တာဖြစ်တယ်အမြဲတတိလည်းမလွတ်ပါနဲ့ဟာအိမ်ထောင်မှာမလာတဲ့ပြဿနာတွေလာမယ်တကယ်ချင်းနဲ့ချမ်းမလာတဲ့စုံစမ်းခြင်းတွေလာမယ်ဟောခေါင်းဆောင်လေးစီမှာမလာတဲ့မရောက်တဲ့အမှုတွေရောက်သွားမယ်အဲ့ဒါကမာနရဲ့လှည့်ကွက်ပဲဝိညာဉ်တဘောကိုနားလေတယ်ဆိုရင်အဲ့ဒီအရာကအေးဆေးပဲဘယ်လောက်ပဲအတိုက်ခိုက်ကြမ်းကြမ်းဘယ်လောက်ပဲမုန်တိုင်းကြမ်းကြမ်းယေရှုကရေပေါ်မှာလမ်းလျှောက်လာတဲ့အခါမှာတပည့်တော်တွေဟာတစေတည်းလာတယ်မဟုတ်ဘူးငါကိုယ်တိုင်ဖြစ်တယ်ငါကိုယ်တိုင်ဖြစ်တယ်